အဲ့လိုဆိုရင်မင်းတချမ်းပိုင်လို့ရှိရင်မင်းအဲ့ဒီတချမ်းသိုးမွေမင်းအမေညှက်ယူဆိုတော့တခါတော့ကအင်မတန်ခင်မင်ရင်းနှီးတဲ့မိသားစုနှစ်စုရှိတယ်တဲ့အဲ့ဒါသူတို့ကရင်းနှီးလုံးတော့စီးပွားရေးအတူတူလုပ်တယ်အဲ့ဒါသိုးအုပ်ကြီးတအုပ်အတူတူမွေးကြတာနောက်တော့တယောက်နဲ့တယောက်တိမခံနိုင်ရာကနေစမတက်ပြီးတော့ရန်နေဖြစ်ပြီးတော့အဲ့ဒီသိုးအုပ်ကြီးကိုတယောက်တစ်ဝက်ခွဲရတာတဲ့ခွဲတော့သိုးကအကောင်100တကောင်ရှိနေတော့တယောက်90စီခွဲတာသိုးလေးတစ်ကောင်ကပိုးနေအဲ့ဒါကိုသူတို့ဟိုလူလည်းမပေးနိုင်ဘူးဒီလူလည်းမပေးနိုင်ဘူးမုန်းနေတာကိုဒေါသတွေနဲ့အဲ့ဒီတော့ဘာလို့တုံးဆိုဒီသိုးလေးကိုဘုံဆိုင်ထားတာနောက်တော့တယောက်ကအေးငါသိုးမွေးရခြင်းတယ်အဲ့တော့ငါပိုင်တယ်ဒီသိုးငါတချမ်းပိုင်တယ်အေးအဲ့လိုဆိုရင်မင်းတချမ်းပိုင်လို့ရှိရင်မင်းအဲ့ဒီတချမ်းသိုးမွေးမင်းအမေညှက်ယူဆိုတော့သိုးကလေးကိုဘယ်ဘက်အချမ်းလေးကနေပြီးတော့ဘာလို့တော့အမွေတွေညှက်ယူတာအဲ့ဒီမှာဟိုလူကညှက်မယူဘူးနောက်တော့အဲ့ဒီသိုးလေးကမြောင်းကြားမှာလဲပြီးတော့သေးရောသေးတဲ့အခါကျတော့ညှက်မယူတဲ့လူကတချမ်းလေးကိုညှက်ယူလို့သိုးလေးအေးပတ်ပြီးတော့သေးတယ်မင်းမှာအပြစ်ရှိတယ်ဟိုလူကလည်းမင်းညှက်မယူလို့သိုးမှာအလေးချိန်မညီလို့တစ်ဖက်ကလေးပြီးတော့သေရတယ်မင်းမှာအပြစ်ရှိတယ်ဆိုတော့တရားရုံးရောက်ကြရောဟုတ်လားတရားရုံးလည်းရောက်ရောတရားစရိတ်တွေပေးလိုက်ရတာနဲ့ပိုင်တဲ့သိုးအကောင်90ဒီလည်းအကုန်ပြုတ်တယ်နောက်ဒီပြင်ပစ္စည်းတွေရှိတာလေးတွေဗာလေးတွေအကုန်လုံးရောင်းချပေါင်းနှံပြီးတော့မခံကျင်တဲ့ဒေါသတရားတွေအမုန်းတရားတွေနဲ့ဆက်လက်ပြီးတော့တရားရှင်လိုက်တာသားစဉ်မြေးဆက်ကျွေးဆက်လို့ကိုမပြီးနိုင်ဘူးတဲ့ဟုတ်လားအဲ့တော့အမုန်းတရားတွေဒေါသတရားတွေကိုပြောတော့တရားယုံဆိုတာတွေနဲ့ပြောတော့ဥစဉ်ကအဲ့ဒါလေးကိုသွားအမှတ်ရတယ်